ဒီချိန်ငယ်လေးရဲ့ DNG ဗီဒီယိုမှာခြေသူတို့ကိုပြောထားတာရှိပါတယ်။ DNG ကိုကြိုက်လို့ပညာဒါနသင်ပေးစေခြင်းရင် comment အခု100ပြည့်အောင်ရေးပေးဖို့အတွက်ကိုခြေပြောထားတယ်။အဲ့ဒီ TikTok ဗီဒီယိုရဲ့အောက်မှာ comment အခု100ပြည့်သွားတဲ့အတွက်ခြေကဒီနေ့သူတို့ကိုအဲ့ဒီအင်ကြီးပုံစံလေးကိုပညာဒါနသင်ပေးပါမယ်။ခါတော့တွေကိုရင်ကျိတ်ထိခွဲထားပြီးရင်ရင်သားတောက်နဲ့ဂျန်သားတောက်ကိုတောက်ဖြောက်ပေးထားလိုက်မယ်။ရှင်းကျင်နေရာကနေဒီဘက်ကိုတူးပြစ်မယ်လက်မနဲ့ဆိုရင်6စိတ်ပါချက်ခုသုံးနေတဲ့ body frame ကဒီရှင်းကျင်နေရာကိုတိကျအောင်သုံးပြီးမှဆွဲထားတဲ့ body frame ပါဒီမှာတောက်တွေကိုထည့်ပြီးသုံးလိုက်မယ်ဆိုရင်ဒီနေရာကျင်းသွားရင်ပြတ်တဲ့အခါမှာလုံးဝအဆင်မပြေတော့ဘူးဒါကြောင့်မို့လို့ချက်ကဒီနေရာမှာတူးထက်ဖြည့်ပါတယ်လူရန်ဖြည့်စရာတော့မလိုပါဘူးเนาะဒီနေရာကိုတောက်ထည့်လိုက်မှာကိုယ့်ရဲ့ဒီရှင်းကျင်နေရာကမှန်တဲ့ရလက်ကိုရမယ်ဆိုလို့ရှိရင်ဒီညမှာထပ်ပြရမျိုးလုပ်စရာမလိုဘူးပေါ့နော်လက်ဖောင်းအတွက်ပခုံးကို1 cm တက်ပေးလိုက်မယ်လက်မနဲ့က3စိတ်ပါပခုံးတက်ထားတဲ့နေရာနဲ့ဒီပြန်ပြရမယ်2 cm နေရာနဲ့ကိုမြင်းဆက်ပေးလိုက်မယ်အောက်ဘက်ကဂျိုင်းဝိုင်းနေရာနဲ့ဝိုင်းလေးမြင်းဆက်ပေးရမယ်ရင်ချမ်းနေရာမှာဇာဘာကိုဆက်တဲ့အခါမှာဒီနားရဲ့ရင်သားစီတွေကိုလုံးကျင်းနဲ့အရန်ကြီးပေါ်နေရမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်တိကျတဲ့အတိုင်းအတာကိုတတ်မှတ်ပေးဖို့အတွက်လိုတယ်။တိကျတဲ့အတိုင်းအတာကိုတတ်မှတ်တတ်အောင်ချက်ဒီမှာဖြည့်ပြီးတော့သူတို့ပြောပြပေးမယ်။ကိုယ့်ရဲ့ရင်လုံးကိုလုံးနဲ့ရလိုက်ရဖို့အတွက်အောက်ရဲ့ site ကိုတိုင်းပြီးတော့တုံးလိုက်မယ်။ရင်တိတ်ကနေရင်ရောက်ရဲ့အတိုင်းကဒါရင်လုံးရဲ့တဝက်နေရပါတော့။အဲ့ဒီအတိုင်းကိုတုံးပြီးတော့ဒီနေရာမှာလည်းတူတူပဲတတ်မှတ်ပေးလိုက်ရင်ဒီမှာရှိတဲ့ရင်လုံးကိုလုံးနဲ့ရလက်ကရပါမယ်။ရင်ထိတ်နေရာကိုသုံးပြီးတော့ဒီရှေ့အလယ်မှာမြင်းဆက်ပေးလိုက်မယ်။ရင်ထိတ်ကနေရင်ရောက်ရဲ့အတိုင်းရင်လုံးရဲ့တဝက်အတိုင်းပေါ့နော်။အဲ့ဒီအတိုင်းကိုဒီရင်ထိတ်နေရာကနေဒီအပေါ်ဘက်ကိုလည်းတူတူပဲတိုင်းပြီးတော့မှတ်ပေးလိုက်မယ်။ 1.5 ခွာမယ်။လက်မနဲ့က9စိတ်ပါ။ဒီနေရာမှာပိုများတဲ့ရင်ကြားပမာဏကိုလိုချင်တယ်ဆိုလို့ရှိရင်ပိုများအောင်တတ်မှတ်ပေးလို့ရတယ်နော်။ခါလိုက်ကနေ8 cm တက်ပေးမယ်လက်မနဲ့3လက်မပါဒီမှတ်ကိုဒီနေရာနဲ့မြင်းဆက်ပေးရမယ်ဒီနောက်ရောက်တဲ့အခါမှာနည်းနည်းရော့ပြီးတော့ရက်ထားပေးပြီးမှဒီနေရာကိုလက်နဲ့အဆင်ပြေအောင်ဝက်ဝိုက်ကလေးပြည့်ပြည့်တော့အောင်လို့ဆက်ပေးဒီနေ့မှာဓာတ်တွေကိုထည့်ပေးရမယ်